ဒီရှေ့တစ်သုံးချိန်ဆက်မှာတော့ကွန်ပျူတာဒါကျွန်တော်တို့ပထမဦးဆုံးချိန်ပဲအဲ့တော့ဒီအကြောင်းအရာဘာလို့ပြောလဲဆိုတော့ဒီအခုဥက္ကဋ္ဌလက်ထက်မှာအားကစားသမားတွေကိုလည်းအများကြီးလိုက်လဲနဲ့ပံ့ပိုးတာတွေ့ရတာဆိုတဲ့အကြောင်းလေးဒါပြောချင်တာပါနော်အခုအဖွဲ့ချုပ်ကတော့ပံ့ပိုးမှုအားအကောင်းဆုံးအဖွဲ့လို့ပဲပြောရမှာပါနော်အန်ကယ်လို့ဆိုရင်တစ်လားကိုသူတို့အဖွဲ့ချုပ်ကနေပြီးတော့တစ်လားကို9သိန်းစီထောက်ပံ့လာတယ်ပေါ့နော်ဒီအဖွဲ့ကတော့အန်ကယ်တို့တွေးခွန်ခဲ့တဲ့အဖွဲ့ချုပ်ထဲမှာတော့အကောင်းဆုံးအဖွဲ့ချုပ်လို့ပဲအန်ကယ်ပြောချင်ပါတယ်ဒီကစားနည်းထဲမှာကျွန်တော်တို့ကစားနည်းကဒီထဲကိုနှစ်ပြီးတော့ကစားရတာလေအချိန်အများကြီးပေးရတယ်ကျန်တဲ့ဟာဘာမှလုပ်ဖို့အချိန်မရှိဘူးကစားသမားကောင်းတယောက်ဖြစ်ဖို့အချိန်အများကြီးပေးဆက်ထားတဲ့ပုံမှာထောက်ပံ့မှုမကောင်းဆိုရင်ဒီကစားသမားကြာရှည်ရက်တည်ဖို့မဖြစ်နိုင်ဘူးအဲ့လိုမျိုးထောက်ပံ့မှုကောင်းနဲ့လုပ်ပေးမှဆိုတော့ဒီလိုထောက်ပံ့မှုမျိုးနဲ့ဆိုတော့နောက်ထပ်ပေါ်လာမယ့်မျိုးဆက်တွေရောပါအောင်အချိန်အောင်နဲ့အများကြီးတိုးတက်လာမယ်လို့ထင်ပါတယ်မနေ့ကကန်ဝင်နေတဲ့အချိန်မှာပုံမှန်လစာတော့ဒီဖွဲ့ချုပ်ကထောက်ပံ့ငွေ9သိန်းရဒါပေမဲ့ထူးထူးခြားခြားဒီလိုထောက်ပံ့တာလေဒီအားကစားသမားလစာတော့ဒါအမြင့်ဆုံးနဲ့ဘယ်လိုခေါ်မလဲဥက္ကဋ္ဌပံ့ပိုးမှုတွေကောင်းနဲ့နောက်လစဉ်လာရင်လည်းဘယ်လိုခေါ်မလဲအကျွေးမွေးနဲ့ဒီ EC တွေရောဥက္ကဋ္ဌရောတောက်လျှောက်လာပံ့ပိုးမှုတွေရှိသလိုငွေကြေးအရလည်းထောက်ပံ့မှုတွေကောင်းပေးတာပေါ့နောက်တစ်ခုကတော့ဗာလဲဆိုတော့တိုင်ပွဲတွေမှာဆူရလာခဲ့လို့ရှိရင်လေဒါဂုံပြုတ်ပွဲလုပ်ပြီးတော့ထိုက်တဲ့တန်တဲ့ဆူချင်းငွေပေးတာလေဒီတစ်ချိန်ပေါ့ဒါပဲနဲ့အခြားအောင်ပြောလို့တာတော့မဟုတ်ဘူးပေါ့ကျွန်တော်ကရွှေတစိမ့်ဒါ3ချိန်ဇက်တိုက်ပေါ့3ချိန်ဇက်တိုက်ဆိုတော့2022မှာလေကျွန်တော်ဒုချင်းရွှေတစိမ့်2023ဒုချင်းရွှေတစိမ့်ဒီတစ်ချိန်အသင်းလိုက်ပေါ့လေကျွန်တော်3ယောက်ရွှေစိမ့်ရတယ်ဒီ3ချိန်မှာတော့အခုလက်ရှိဥက္ကဋ္ဌရဲ့ဒါပထမစု300ဒုတိယငွေတစ်စိမ့်300ဒါဒီရှေ့တစ်စိမ့်3ချိန်ဆက်မှာတော့ကွန်ပျူတာဒါကျွန်တော်တို့ပထမဦးဆုံးချိန်ပဲအဲ့တော့ဒီအကြောင်းအရာဘာလို့ပြောလဲဆိုတော့ဒီအခုဥက္ကဋ္ဌလက်ထက်မှာအားကစားသမားတွေကိုလည်းအများကြီးလိုက်လဲနဲ့ပံ့ပိုးတာတွေ့ရတာဆိုတဲ့အကြောင်းလေးဒါပြောချင်တာပါ